ကျွန်တော်နာမည်ကတော့စတိုးတက်ထွန်းဖြစ်ပါတယ်ကျွန်တော်ကနေဒါမှာတက်ခဲ့တဲ့ University ကတော့ Toronto Metropolitan University ဖြစ်ပါတယ်အရင်ကတော့ Ryerson လို့လူသိများကြတယ်အခုကျွန်တော်တက်ခဲ့ major ကတော့ Industrial Engineering ဖြစ်ပါတယ်ကနေဒါရဲ့ရောက်ချင်းအချိန်မှာတော့ကျွန်တော်တို့အခက်အခဲတွေတော့ရှိခဲ့တယ်ဒီ weather နဲ့ adapt လုပ်ရတဲ့အချိန်တွေပြီးတော့ဒီလူတွေနဲ့ပေါင်းတင်ဆက်ဆံရတဲ့အချိန်တွေမှာတော့နည်းနည်းအခက်အခဲတွေ့ခဲ့တယ်ဒါပေမဲ့အချိန်တစ်ခုအရင်ပြီးတော့ကျွန်တော်ကိုဒီ set up ဖြစ်ဖို့အတွက်ကူညီပေးသွားပါတယ်International student တယောက်အနေနဲ့ကနေဒါရဲ့ရောက်ချင်မှာတော့အခက်အခဲနည်းနည်းပါတွေ့ခဲ့တယ်ဒါပေမဲ့ဒီတခြားနိုင်ငံကကျောင်းသားတွေနဲ့ကျောင်းမှာတွေ့ခဲ့တဲ့လူတွေနဲ့လည်းပေါင်းသင်းဆက်ဆံရတဲ့အချိန်မှာ friendly ဖြစ်တယ် welcoming ဖြစ်တယ်ပြီးတော့သူတို့မှာရှိတဲ့မြန်မာ community ကလည်းကူညီပေးရပြီးတော့ရောက်ပြီးသားကျောင်းသားတွေနဲ့လည်းသူတို့ရဲ့ experience sharing တွေကကျွန်တော်တို့အတွက်အရင်ထောက်ကူဖြစ်ပါတယ်ကျွန်တော်ကနေဒါမှာ part time job လုပ်ခဲ့ပူပါတယ် part time job လုပ်ခဲ့တဲ့အချိန်မှာလည်းဒီတစ်ပတ်ကိုသူတို့ permit ပေးတာ48နာရီပဲပေးရဲအတွက်ကျွန်တော်အဓိက2ရက်ပေါ့ပိတ်ရက်2ရက်ပဲလုပ်တယ်ကျောင်းဖွင့်ရက်တွေဆိုလို့ရှိရင်ဒီကျောင်းအာရုံစိုက်တယ်ပြီးတော့ပိတ်ရက်ဒီမှာဆိုလို့ရှိရင်ဒီအလုပ်ကိုအာရုံစိုက်ပါတယ်ဒီကနေဒါကကျွန်တော် University မှာတော့ဒီ Industrial Engineering နဲ့ပတ်သက်ပြီးတော့ core program မပါခဲ့တဲ့အတွက်ကျွန်တော်ကိုယ်တိုင်တော့မ join ခဲ့ဘူးဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေ join တာတွေပါရတော့ရှိပါတယ်အဲ့ဒါလည်းသူတို့အတွက် new experience အသစ်တစ်ခုရပါတယ်လောက်ဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနေဒါရဲ့ရောက်ချင်းမှာတော့အကြီးမားဆုံးတွေ့ခဲ့ရတဲ့ခက်ခဲရတော့ကျွန်တော်ဒီ weather shock ပေါ့နော် weather shock ရဲ့ပြီးတော့ဒီ culture shock ရဲ့ဆိုတော့ဒီ weather shock ကတော့ရာသီဥတုအရန်ကျန်းတယ်မြန်မာပြည်ရာသီဥတုနဲ့လည်းကွဲပြားတဲ့အတွက်ဖျားရနာရတော့ခဏဖြစ်ခဲ့ရတယ်ပြီးတော့ culture ကလည်းဒီမြန်မာနိုင်ငံ culture နဲ့ကနေဒါနိုင်ငံ culture နဲ့အရန်ကွဲပြားတဲ့အတွက်ကျွန်တော်အဲ့ဒါကို adapt ဖြစ်အောင်အချိန်တော်ကြာယူပြီးတော့စူးစမ်းခဲ့ရပါတယ်ကနေဒါမှာကျောင်းသားတက်ချင်တဲ့မြန်မာ student တွေအနေနဲ့တော့ကျွန်တော်အကြံဉာဏ်ပေးချင်တာကတော့ဒီရရင် CIC ရရင်ပြီးတော့ဒီ OSSC program နဲ့ teacher preparation လေးလုပ်ပြီးတော့သွားစေချင်တယ်ပြီးတော့ဒီသွားပြီးရဲ့ကျောင်းသားတွေရောက်နေတဲ့ကျောင်းသားတွေနဲ့လည်းဒီမှာသူတို့ meet up လုပ်ပေးတာရှိရတဲ့အတွက်ဟိုဘက်က experience sharing တွေကိုလည်းနားထောင်ပြီးတော့ဟိုဘက်ကဒီမှာ teacher ပြင်ဆင်စေချင်ပါတယ်ဒီ CIC ရဲ့ OSSC program ကကျွန်တော်တို့ဒီနိုင်ငံခြားမှာကျောင်းသွားတက်ချင်တဲ့ကျောင်းသားတွေအတွက်ဒီအချိန်တိုလေးအတွင်းမှာကျောင်းမြန်သွားတက်နိုင်မှုအတွက်လည်းအဆင်ပြေရပြီးတော့ဒီ OSSC program မှာသင်တဲ့ courses တွေကလည်းဟိုဘက်နိုင်ငံမှာသင်တဲ့ဒီ first year second year courses တွေကိုအတွက်လည်းအထောက်အကူပြုစေရ